နော်များသောအားဖြင့်တော့ကျွန်တော်တို့ဒီ budget podcast လို့ပဲပြောမလားနော်ကို့မှာရှိတာလေးနဲ့တစ်နိုင်တစ်ပိုင်းလောက်ကြမယ်ဆိုတဲ့အခါမှာ challenge အကြီးဆုံးကိစ္စကကိုယ့်အိမ်ထဲကဘယ်နေရာမှာသွင်းမလဲဘယ်နေရာကအတန်လုံလုံခြုံခြုံရှိလဲနော်ဒါမျိုးတွေသတိထားရတာပါအဲ့တော့အတန်သွင်းမှုအတွက်အရင်ဆုံးစစဉ်းစားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးပဲ့တင်တန်းနေမရှိတဲ့ကိုယ့်အိမ်ခန်းတွေကဘယ်နေရာမှာအဆင်ပြေလဲဆိုတာကိုအရင်ရွေးရတာနော်တကယ်လို့လုံးဝမရဘူးဆိုရင်ကျွန်တော်တို့အရန်လွယ်တဲ့နီးစီရယ်တော်တော်များများဒီနောက်ခံစကားပြောတဲ့လူတွေတို့နော်အတန် podcast ကိုအတန်တီးတတ်မယ်လုပ်တဲ့လူတွေတို့လုပ်တဲ့နီးလန်းရှိရယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်အလွယ်ဆုံးနည်းကတော့ကိုယ့်ရဲ့အိမ်ရဲ့ခေါင်းတစ်ခုခုမှာ